သိပါသလားလို့မေးရင်ဘယ်လိုဖြေပါလဲတိုင်းမဟာစီတိုက်ပွဲတစ်ပြောကြည့်ပါဦးတိုင်းမဟာစီတိုက်ပွဲတစ်တိုင်းမဟာစီဆိုတိုင်းမဟာစီဝိပဿနာကျောင်းတိုက်ကြီးကတော့လှိုင်မြို့နယ်ယောဂီကျောင်းတိုင်းမဟာစီဆရာတော်ကြီးသာသနာပြုခဲ့တဲ့နေရာကျောင်းဆောင်ကိုဖြစ်ပါတယ်ဒီကတော့အဲ့လှိုင်မဟာစီရဲ့တိုက်ပွဲပါနော်လှိုင်မဟာစီဆရာတော်ကြီးကတော့သက်တော်69နှစ်ဝါတော်နေနဲ့ဆို89နှစ်လွန်ခဲ့တဲ့6လကပြန်တော်မူသွားခဲ့ပြီ။ဒါပေမဲ့ဆရာတော်ကြီးရှိစဉ်အတိုင်းပဲဆရာလေးတို့တွေဆရာတော်ကြီးရဲ့တတိပဋ္ဌာန်ဝိပဿနာလုပ်ငန်းစဉ်လမ်းညွှန်ပြသမှုတိုင်းမာစီဆရာတော်ဘုရားကြီးရဲ့ဩဝါဒအတိုင်းပဲအားလုံးကိုလက်ခံပြီးတော့စောင့်ရှောက်နေတယ်။ဒါပေမဲ့ကျောင်းတိုက်ကဓမ္မယုံကြီးမဟုတ်ဘဲနဲ့ဒီသိမ်ဝဲဓမ္မယုံကြီးအသုံးပြုနေတဲ့အတွက်လူဝိရတော့ဒီလောက်ပဲစတဲ့အတွက်ဆရာလေးကနှစ်တိုင်းပဲစခန်းတိုင်းရောဒီဥယေအတိုင်းလေးပဲရောက်ရှိဖို့မျှော်လင့်ပြီးတော့ပဲစခန်းတွေကိုဖွင့်တယ်။ဖွင့်တဲ့အခါကျရင်လည်းဒါပါလို့လည်းအိတ်ကုန်မှုကတော့အားနေတာပေါ့နော်။ပြန်နေလဲဆိုလည်းမပြန်မှနဲ့လို့တားလို့လည်းအားနေတယ်။ဘာကြောင့်လဲဆိုတော့ဒါတို့သမီးတို့ဖွင့်ပေးတဲ့အချိန်ကနွေရာသီဖြစ်နေတယ်။အင်မတန်မှဖြစ်တယ်။ဦးတယ်ရာသီဥတုကလည်းတစ်နှစ်ဆိုရင်ပို့ပြီးတော့ဆိုးွားလာတော့လေ။နေရတိုင်ရတာခက်တယ်။နောက်တော့မျိုးသားတွေဆိုရင်အဆောင်ထဲမှာပဲဦးစင်းကိုရင်တို့နဲ့အတူတူနေရတော့ဒါလေးကြရင်လည်းကံလေးတွေကအားတတ်တာလေးရှိတတ်တယ်။နော်ဒါကြောင့်တိကံပြီးနေဖို့တော့အားလုံးကိုဆရာလေးတို့မေတ္တာရက်ခံတယ်။နော်ဟုတ်လား။သူသားတို့ဆိုရင်ရောက်တော့ပစ္စည်းလေးတွေထားတာနဲ့ငါတို့ဘလို့နေသားနေရမယ်ဆိုတာတော့မြင်သွားပြီ။ဟုတ်တယ်မလား။သမီးလေးတို့ရောအဲ့လိုမမြင်သွားဘူးလား။မြင်သွားပြီလေနော်အဲ့တော့ငါတို့ဘလို့နေသားနဲ့နေရမလဲဆိုတာကိုတော့ယောဂီလေးတွေကိုယ်တိုင်ကိုယ့်ကိုယ်တော့ adjust လုပ်ရမယ်ဟုတ်တယ်မလားငါဘလို့နေသင့်လဲဒါကတော့ကိုယ့်ရဲ့မိဘအိမ်နေရမဟုတ်ဘူးအဖိုးဖွားတွေအင်မတန်ချစ်တဲ့ညီးငယ်တွေဖြစ်နေရမှာမဟုတ်ဘူးဒါပေမဲ့မြတ်စွာဘုရားရဲ့ပါလေတကယ်ကိုဒါတော့သမီးတော်တွေဖြစ်နေငါတို့ရောက်လာတာနော်တို့ရဲ့မြတ်စွာဘုရားသာနေကိုယ်ွယ်အားထားရအစ်စ်ပဲမြတ်စွာဘုရားဟောတဲ့တရားတော်ဆိုတဲ့မက်ဖို့နိဗ္ဗာန်တရားသာလင်ငါတို့အတွက်အားထားဖို့ပဲရတယ်အဲ့ဒါကိုရအောင်အားထုတ်ရမယ်ကျင့်ရမယ်ဆိုတဲ့မဂ်ကင်၈ပါးအကျင့်ကြီးရတာနဲ့ငါတို့လုပ်ရမယ်အလုပ်ငါတို့တွေပြောရမယ်အပြောတို့တွေကြံစီရမယ်ရှုမှတ်ရမယ်လုပ်ငန်းဝင်ပါလားလို့တော့နှလုံးသွင်းရမယ်အဲ့တော့အဲ့ဒီလုပ်ငန်းဝင်နဲ့ရောက်လာတဲ့အခါကျရင်တို့ဘုရားကောင်းတိတ်တထမင်းသားလေးဆိုရင်တော့ဒါတို့သမီးတို့တွေအခုဘုံဘုံတို့ကိုရင်တို့တဲ့တေကဲကိုပို့ပြီးတော့မချမ်းသာဘူးလားချမ်းသာတာပေါ့နော်နမ်းမသုံးဆောင်နဲ့ຫນွေဆိုလဲຫນွေရသည်စံနန်းတော့စောင်းဆိုလဲစောင်းရသည်စံနန်းတော့မိုးရသည်ဆိုလဲမိုးရသည်စံနန်းတော့ ਨੇ အင်မတန်ကိုကောင်းကောင်းမွန်မွန်နေရတဲ့အနေထားလေးကနေနောက်ဆုံးအိုနာသေးဆင်းရဲဒုက္ခဘေးတွေကနေတကယ်ကိုလွတ်မြောက်ဖို့အတွက်နောက်ဆုံးဘဝလည်းဖြစ်တယ်ပညာပါရမီလည်းအားပြည့်ပြီလို့ယုံကြည်ချက်အခိုင်အမာနဲ့လုံးဝအဲ့နမ်းမအသုံးဆောင်ပြီးအားလုံးမှာလုပ်ခဲ့စွန့်ခဲ့တယ်နိကမပါရမီကိုနောက်ဆုံးဖြည့်ကျင့်လိုက်တာစွန့်တဲ့အခါကျတော့သူများတွေဘေးလူတာလေးနဲ့ပဲအာဟာရမြတ်တာအောင်စားမယ်ဆိုတော့နော်တဲ့လာတဲ့ဟာအင်းမောင်းဆုံးလည်းဖြစ်တယ်ညနေဟာလည်းပါတယ်စိုးတဲ့ဟာလည်းပါတယ်အေးလည်းပါတယ်ဖက်လည်းပါတယ်ရှင်လည်းပါတယ်ဘလို့မှမစားနိုင်အောင်ဒီပြုတ်တော့အန်တက်လာနော်ဒါမဲ့ဘာဖြစ်လဲ။အော်ငါရဲ့ပါရမီအားပြည့်တော့မှတကယ်ကိုဘုရားတပ်ပြင်းညုတဘုရားဖြစ်အောင်အားထုတ်ပြီးတော့ကြိုးစားပြီးတော့တတ္တဝါတွေအားလုံးဆင်းရဲကလွတ်မြောက်အောင်ဆင်းရဲလွတ်မြောက်တဲ့နိလန်းတွေကိလေသာတရားစိုးတွေကိုပယ်တတ်နိုင်တဲ့နိလန်းတွေကိုရအောင်အားထုတ်ပြီးသင်ပြမယ်လို့လုပ်ထားတာဆိုတဲ့စိတ်နဲ့လည်းလုပ်တယ်။တီးခံနေတယ်။ဒါကြောင့်မြတ်စွာဘုရားရဲ့သမိုင်းကြောင်းနဲ့မြတ်စွာဘုရားရဲ့လမ်းစဉ်မှာတော့တီးခံခြင်းတော့အမြတ်ဆုံးပြီပြောကြည့်ပါဦးဗျာတီးခံခြင်းတော့အမြတ်ဆုံးပြီတီးခံတဲ့အလုပ်ဟာအင်မတန်မြင့်မြတ်တဲ့သူတော်ကောင်းတွေရဲ့အလုပ်နော်ပါရမီပြည့်ကျင့်တဲ့တကယ်ကိုသူများတွေမလုပ်နိုင်တဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်တွေအတွက်အမြတ်ဆုံးအကျင့်ဟာတီးခံခြင်းပဲအဲကြောင့်ဆရာလေးတို့ကလည်းလူညောမေတ္တာရက်ခံတယ်အား
အားလုံးသိခံပြီးတော့ပါလို့နေကြရအောင်အနည်းရက်တာလဲဆိုတော့ဒါထဲမှာ9ရက်ခုအဝင်1ရက်နဲ့အထွက်နဲ့ဆိုတော့9ရက်နော်ဒါပေမဲ့အဲ့ရတာတော့ဘယ်နှညလို့ဖြစ်လဲ1ရက်နေ့ည2ရက်နေ့ည3ရက်4ရက်5ရက်6ရက်နေ့ညဒီ6ညတော့ဒီမှာအိတ်ဆက်ရမယ်နော်အဲ့လိုနေတဲ့အတွင်းမှာကိုယ်အိမ်မှာကျတော့အဲကွန်းနဲ့အိတ်နဲ့ကလေးရှိတယ်နော်ဒေတာပရင်းလေးဖွင့်ပြီးနေချင်းချင်းအိတ်ရတာရှိတယ်ဘိုးဘိုးဘွားတွေကချစ်လုံးလို့လက်တောင်လေးခတ်ပြီးပေးတော့နေချင်းကြောင်းကြောင်းနဲ့အိတ်ရတာရှိတော့လေဒီမှာတော့ရှိမှာမဟုတ်ဘူးဟုတ်တယ်မဟုတ်အဲ့ဒါကိုအရင်ဆုံးတိုင်ပွဲဝင်ရမှာလေအိတ်တဲ့အချိန်ကြီးကြော်သွားရမှာနော်ရာသီဥတုကလည်းပါပြည့်တယ်ပူပြင်းတဲ့အခါဖြစ်တယ်အဲ့အိတ်ချိန်လေးကိုလွန်မြောက်အောင်တီးခံနိုင်ပြီဆိုရင်ဒါတို့သမီးတို့ဒီမှာရက်ပြည့်အောင်နေနိုင်တော့မှာဟုတ်တယ်နော်နောက်တစ်ခါပုံမှန်ထားတဲ့အချိန်မဟုတ်ဘဲနဲ့အိတ်ချိန်ကပါဖြစ်သွားမယ်လွဲသွားမယ်လေနော်မနေ့ဆိုရင်4နာရီခွဲထားမယ်ညဆိုရင်7နာရီခွဲအိတ်လာဖြစ်သွားမယ်ဒါကြောင့်အိတ်ချိန်ရမမှန်တော့ဟုတ်တယ်မလားဒါတို့သမီးတို့အိမ်မှာဆိုရင်ည7နာရီ10နာရီအဲ့လိုမှအိတ်လာလေဒါတလေကိုဖုံးလေးနဲ့ဆိုဂျင်းနဲ့သွား12နာရီဖြစ်ခြင်းဖြစ်မနေ့ကျတော့မထားလဲရတော့7နာရီဖြစ်ဖြစ်9နာရီဖြစ်ဖြစ်နော်တချို့ဆို10နာရီတောင်ဖြစ်တယ်လို့ပြောတယ်နော်အဲ့ဒါမျိုးလေးတွေဆိုတော့အချိန်တွေကမတူတော့မတူတဲ့အခါကျတော့ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်မှုမှာနွမ်းလျတဲ့ဘက်ကိုပို့ပြီးအားပြုမှာဒါပေမဲ့အဲ့အားပြုတာလေးကိုလည်းနွမ်းနေတယ်ရဲ့လို့ဆိုပြီးတရားမနာလို့ရတယ်မဖြစ်ဘူးနော်အရုံမူမတက်ခင်မှာတရားရဲ့ဂုဏ်တွေပွားတရားရဲ့ဂုဏ်တွေပွားသံဃာဂုဏ်တွေပွားပြီးတော့ရှိခိုးအယိုသေးပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်လို့ရတယ်မဖြစ်ဘူးနောက်ကိုယ့်ရဲ့မေမေဖေဖေဆွေမျိုးမိဘတွေကိုမေတ္တာမပို့လို့ရတယ်မဖြစ်တော့ဆရာလေးတို့အချိန်ယူရမယ်နော်အဲ့တော့အရုံမတက်ခင်မှာဘုရားကိုဝတ်ပြုနိုင်အောင်လေကြိုးစားရမယ်မေတ္တာပို့နိုင်အောင်ကြိုးစားရမယ်တရားဥလေးမှတ်နိုင်အောင်ကြိုးစားရမယ်ဒါကြောင့်အရုံကြော်သွားတဲ့အချိန်အိတ်နေလို့တော့မဖြစ်ဘူးအဲ့ဒါကိုလည်းသားတို့ပါတော့တီးခံပြီးတော့လွန်မြောက်နိုင်အောင်လုပ်ရလုံနိုင်ရင်ဒီတရားစခန်းကိုပြီးမြောက်အောင်နေနိုင်ပါမယ်နော်အဲ့လိုမျိုးစောကြီးထားတယ်စောကြီးအိတ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကပုံစံပြောင်းသွားရင်နေရာထိုင်ရခက်တာကိုပဲသားတို့ပါတော့တစ်နေ့လုံးတီးခံနော်ဒီနေ့လုံးမှသူကလိုက်ဖြစ်နေပါလေဟုတ်တယ်မလားလေးလေကြတော့လေဟာမနေ့ကစောကြီးထားတာလို့ဆိုပြီးတော့အိတ်ချင်တယ်စွန်းစားပြီးတော့လေမနေ့ကစောကြီးထားတာလို့ဆိုလမ်းလျှောက်မှဖို့ခက်တယ်အဲ့လိုလေးဖြစ်ပါလေအဲ့တော့ဒါတို့သမီးတို့အဲ့ဒါလေးကိုနည်းနည်းကြံ့ကြံ့ခံနေလို့ဒါလေးကိုကျိုးမေတ္တာရက်ခံနေဘာဖြစ်လို့လဲဆိုတော့ဘုံမိသေးတိုင်းတက်နိုင်ဖြားရောက်နေနော်ကိုတရားစကားဝင်ဖို့ကိုယ်တိုင်ဆုံးဖြတ်တာဖြစ်ရင်ဖြစ်မယ်မိဘနုညွတ်နော်ကိုယ်လေးကုသိုလ်ကံတွေမြင့်မာပြီးဘုံကံတွေကြီးမာပြီးတော့ဆင်းရဲကနေလွတ်မြောက်ဖို့ဆိုမိဘအကျဉ်းတိုက်တွန်းလို့လည်းဖြစ်စီနေတယ်နော်အကျဉ်းတိုက်တွန်းတဲ့အခါကျတော့ကိုလိုအပ်တာလေးကိုသူတို့ကဆွဲတရားလေးဟောပြီးတော့အိုင်းတာလည်းဖြစ်စီဖြစ်နေနောက်ကိုယ်တိုင်ကလှုပ်ချင်လို့လည်းဖြစ်စီဖြစ်နေဒီလိုအကြောင်းနဲ့ပဲဖြစ်ဖြစ်တရားစခန်းတော့ရောက်ရှိလာပြီရောက်ပြီဆိုရင်အစလုပ်ပြီးရင်အလယ်မှာလည်းပြီးမြောက်ရမယ်အဆုံးထိကိုအောင်နိုင်တဲ့လူဖြစ်အောင်စွမ်းနိုင်ရမယ်လို့အားလုံးဒီလိုလုံးနိုင်အောင်လုပ်ပါနော်အောက်ဆိုခါမှာအေးရေးပြက်လို့စားရတာကအစင်မပြေလို့အားမကြိုက်တဲ့ရင်းကြီးဟုတ်လားအမီးမကြိုက်တဲ့မို့ပြီးမို့လို့အဲ့လိုအကြောင်းပြပြီးပြန်သွားမယ်ဆိုကိုယ့်လုံးနဲ့ပြီးမြောက်ပါမယ်နော်မပြီးမြောက်တာဒီတရားစကားလေးတစ်ခုနဲ့မဟုတ်ဘူးအားတို့သမီးတို့ဘဝကြီးအသက်မသေးသေးလို့စက်မယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုယ့်ရဲ့အောင်မြင်အောင်လုပ်ရမယ်လုပ်တွေနော်အကျန်းဆောင်မှုပွဲတွေကြရင်ဒီလိုပဲအားရော့လျှော့ပြီးတော့ရှုံးပေးပြီးတော့နောက်ဆုတ်တဲ့အကျင့်တွေပါသွားတာတော့ဆရာလေးတို့ဦးစင်းတို့ဘုံဘုံတို့အားလုံးကလိုလားဘူးအဲကြောင့်မလို့တရားစခန်းပွဲရဆိုတက်နိုင်ဆုံးမထွက်အောင်ပဲဒါမြစ်တယ်နော်ထပ်ဖို့ခွန်တောင်းရင်မပေးဘူးလားဆိုတော့ပေးပါလိမ့်အဲမပေးခင်မှာတက်နိုင်ဆုံးပြောပြတယ်နော်ရှင်းမတ်တာတော့တရားစခန်းတော့ဆိုရင်ဆရာမကြီးတယောက်ရဲ့နီးလေးဆိုဘယ်တော့ပြောရလဲဆိုဒါအမေတို့နဲ့ခွဲတစ်ခါမှမခွဲဘူးတဲ့အတွက်အမေကိုအင်မတန်တတိရတယ်အဲ့ဒီစိတ်ကတော့ဒါဘလို့မှဒါသိလို့ညောင်ကျန်တာတွေကဒါရတယ်နော်
အိမ်မဲလို့သားရဲ့အမေနဲ့အဖေနဲ့ဆရာလေးတို့တွေအကုန်လုံးသားတို့ကဒီနေ့မှမဖြစ်မှာအိုရဲအိုမဲနိုင်လဲနိုင်မယ်သေလဲသေမယ်ဟုတ်တယ်မလားအဲ့ဒီဟာကြီးကိုတော့ကြော်ဖြတ်လို့မရဘူးဟုတ်တယ်မလားဒါအကုန်မျိုးမခွဲနိုင်တော့ကြော်ဖြတ်လို့မရတယ်လို့ပဲတို့တွေအဲ့ဒါအောင်ကြော်ဖြတ်လို့မရဘူးနော်စီးပွားရေးကတော့အစင်ပြင်းပြင်းနဲ့ကောင်းကျင်ကောင်းကောင်းနဲ့အဲ့ဒါတွေကကိုယ့်ရဲ့ဉာဏ်အားဝိရိယအားမိတ်ဆွေအပေါင်းအသင်းဆွေမျိုးတွေရဲ့အားနဲ့ဆိုပြန်ပြီးတော့ခွန်းတောင်ပြီးတော့ပြေဝနိုင်သေးတယ်ဘဝကျတော့မိတ်ဆွေလည်းကယ်လို့မရဘူးအဖေမေလည်းကယ်လို့မရဘူးစေဝါလည်းကယ်တယ်ဆိုတော့ခဏတာလေးသက်သာရုံတော့နော်တချို့စေးတွေဆိုရင်အဲ့ဒီအာယုံမသိအောင်အုံနောက်အာယုံမျိုးလေးကိုဖိထားတဲ့အတွက်ဘဝတောင်အုံနောက်အာယုံလေးလှုပ်လှုပ်တာချို့ယွန်းသွားပြီးတော့အင်မတန်အကန့်ပြတ်စွာနဲ့စီရင်ပင်ပန်းပြီးတော့စိတ်တွေပုံမှန်မဟုတ်ဘဲနဲ့တွယ်လွန်ရတာမျိုးတွေလည်းရှိတတ်တယ်အဲ့ဒီလိုအနေထားရောက်ရင်ကိုယ်တိုင်ကမှဒီဟာတွေကိုလွန်မြောက်အောင်သိခံနိုင်တဲ့အလေးအကျင့်ကောင်းမရှိခဲ့ဘူးဆိုရင်ဒါအမေအဖေတွေကြုံလာရင်ဒါကဘယ်လိုအကြံပေးမှလဲဒါလေးတော့ပြီးတော့အဲ့တော့ကြတော့မပေးတတ်ဘူးပေးတတ်ရင်ဒီမှာပဲအဲ့ဒီဖြေကိုအရှာသွားမှဖြစ်မှာဟုတ်တယ်မလားရအောင်လုပ်ရမယ်နော်ဘလောက်သိခံရမယ်နော်ဘလောက်စူးစမ်းရမယ်ဘလို့ရှုမှတ်ပြီးတော့ကိုယ့်ရဲ့စိတ်အနေထားလေးပင်ပန်းအောင်နေကြအောင်လုပ်ရမယ်ဆိုတော့ဒါနီးတိမှမေလေးကိုကိုကြီးဆောက်ရှောက်လို့ရမှာဖြစ်တဲ့အတွက်အားချစ်ရင်တကယ်စူးစမ်းကြည့်ပါဆိုဆရာလေးတို့တောင်းမှတော့နေတော့နေရက်ပြည့်အောင်လုပ်နေတယ်ဒါပေမဲ့နောက်ထပ်ဝင်ဖို့ကြောက်ငယ်လဲငယ်တာဟုတ်17နှစ်ပဲရှိသေးတယ်နော်10နှစ်ကျော်ပဲရှိသေးတယ်တို့ကိုယ်ကတော့တော့နော်ဆက်ပြီးတော့နေတာလေနှစ်ပေါင်းနော်အဲကြောင့်စူးစမ်းကြည့်မယ်လို့ဆရာလေးအဓိကပြောနေတာတော့အဲ့ဒါပါနော်အလိုအနေထားဖြစ်ဖြစ်ပါလို့နေပိုင်တယ်ပေါ့နော်စူးစမ်းကြည့်မလားဒါရောသင်လေးလားဘုံဘုံကစီမံချက်တွေပြောရင်လည်းဒါငါတို့နဲ့တင်လျောက်ပတ်လို့ပဲရှေ့တုန်းကယောဂီတွေကမကောင်းတဲ့အလေးအကျင့်လေးတွေရှိခဲ့ရင်ကိုယ့်ဘက်မှာကြာရင်တားမြစ်မှုတွေပိုတော့များမှာတော့ဒါဒီမှာဝမယ်ဟုတ်တယ်မလားဒါပေမဲ့အဲ့လိုတားမြစ်လိုက်တဲ့အခါဘလူတွေကတော့ကောင်းသွားပြီဘလူတွေကတော့ဟန်ကြသွားတယ်ပို့ပြီးတော့လုံနိုင်လာတယ်ဆိုတဲ့အချက်လေးအန်ဒီရယ်လည်းကိုရောက်နေတဲ့ကျောင်းတိုင်းမှာလည်းဘာမှအနှောက်အယှက်မဖြစ်ဘူးဆိုတဲ့အချက်လေးတွေတော့ရှိမှာပဲလို့တွေးပြီးတော့ဒါတော့လိုက်နာလို့တော့ဒီလိုကပြောတာလိုရတယ်နော်အဲ့ဒါလေးတစ်ချက်ပြောမယ်ခုတရားဝင်တဲ့တော့မှဆိုတော့ခုနဆရာလေးလည်းပြောပြီးပြီညနေဆိုရင်ဆရာလေးတို့အချိန်ခုစတယ်နော်ဆရာမပြန်စတယ်နော်အချိန်လေးပြောမယ်အချိန်ကအားလုံးသမီးတို့တွေအားလုံးခုနပြောသလိုမနေ့ဆိုရင်၄နာရီခွဲချမယ်9နာရီမှတ်တဲ့မှာစပြီးတော့တရားဝင်တက်မယ်ပြီးလို့ရှိရင်9နာရီခွဲရင်အလုံးစုံစားမယ်6နာရီခွဲတဲ့အခါကျရင်ခဏတာလမ်းလျှောက်မှတ်တာလေးနိုင်ဝက်လောက်လုပ်ပြီး9နာရီထိုးမှာညမတော်ဆရာတော်ဒီပြည့်နိုင်ပါစီကနိုင်ကဆရာတော်တွေကဖြစ်တရားချင်းမြင့်နဲ့တရားနာကြခြင်းမျိုးလုပ်မယ်7နာရီထိုးရင်တရားနာတဲ့အမှုပြီးအဲ့ကြရင်နိုင်ဝက်တရားမှတ်တဲ့အချိန်လေးရှိတယ်နော်အဲ့ချိန်ကြရင်တော့ငယ်တဲ့လူကြီးတဲ့လူခံနိုင်တဲ့လူမခံနိုင်တဲ့လူရှိပြီးဆရာလေးကို adjust ပြီးတော့လုပ်ပြီးမှာနော်စချင်းရဲ့ဒီပြီးတော့7နာရီခွဲရင်ရေချိုးတဲ့အမှုရှိတယ်အဲ့ကြရင်တော့ကိုယ့်ရဲ့အခန်းအနေထားနဲ့ရေပတ်ရဲ့အနေထားရေအနေထားကြည့်ပြီးတော့တဝက်ကတန်ရှင်းရင်တော့တဝက်ကအထက်နဲ့ရေချိုးအဲ့လိုမျိုးရှိတယ်နော်အဲ့ကိုရင်ရှင်သာမဏေတွေရှိတဲ့အတွက်ကြောင့်လို့ရှင်သာမဏေတွေရဲ့ရေချိုးခြင်းကတော့7နာရီခွဲဟုတ်ပြီလေ9နာရီခွဲဖြစ်တယ်နော်အဲ့ဒါကိုရှင်သာမဏေမိဆိုင်လေးမှတ်ထားတယ်အဲ့တော့သားတို့တွေက7နာရီခွဲမှာရေမချိုးသေးဘူးတိတ်လည်းရွှေမထွက်သေးလို့ဒီလောက်ကရသေးလို့9နာရီခွဲမှာချိုးမယ်လို့လုံးလို့မရတဲ့အချက်ပါအဲ့ဒါဟုတ်တယ်နော်ကြောက်7နာရီခွဲရေချိုးချိန်မှာအားလုံးချိုးနိုင်အောင်လုပ်မယ်ဒါပေမဲ့အလှည့်နဲ့တော့တော့သူများချိုးနေတဲ့အချိန်ကိုကမလုပ်မယ်ကိုယ့်ရဲ့အဆောင်ကိုအန်ရှင်းရေးလုပ်မယ်နောက်အဓိကကြတော့ဆရာတို့၄နာရီခွဲထားတဲ့အချိန်မှာအားလုံးကအိပ်ရာကိုအပြီးသိမ်းသွားပြီးဥဆိုသားတို့ပစ္စည်းချထားတယ်မလားကျန်းနေမှလည်းဘာမှမထားဘူးအဲ့လိုပဲအိပ်ရာတွေအကုန်လုံးကိုတိန်းခေါက်ပြီးချက်မယ်ကိုယ့်အဝတ်တွေအကုန်လုံးလည်း6တဲ့ဝတ်တွေဆိုအိတ်ထဲအကုန်ပြန်ထည့်မယ်ပြီးတော့လှမ်းနေတဲ့ဝတ်ဆိုရင်ဦးစင်းသတ်မှတ်ပေးတဲ့နေရာမှာပါလှမ်းထားမယ်အဲ့ဒါပဲရှိတယ်နော်ဟိုအိမ်မှာလို့တောက်ချအိပ်ရာခင်းထားပြီးတော့နော်နောက်တစ်ခါနေ့လည်းပဲဝင်လက္ခဏာတုံးလုံးလည်းအဲ့ဒါမျိုးမရှိဘူးအဲ့ဒါလေးတော့သတိထားမယ်အဲ့ဒါကတော့ရှင်သာမဏေတွေအားလုံးပါပါမယ်ရှင်သေရမမီလား
နော်အဲ့ဒါတော့ရှင်သာမဏေအားလုံးမှာပါအကျုံးဝင်နော်အဲ့ဒါအပြီးသိမ့်မယ်ရှင်အောင်ဆိုရင်ရှင်သာမဏေဆိုကျွတ်ကျွတ်နဲ့ထည့်ခိုင်းတယ်အဲ့ဒါကိုအပြီးထည့်ပါခါလဲအပြီးဖြုတ်ပါဟုတ်ပြီနော်အဲ့ဒါလေးတွေ view ဆိုင်မယ်သင်္ကန်းတွေဆိုတခါလဲကောက်ပြီးတန်းပေါ်မှာတင်မယ်လုံးဝအောင်မှာအားတော့မရှိရဘူးအဲ့ရတယ်ဆိုတော့အများနဲ့အဲ့တဲ့အဆောင်ဖြစ်သွားတယ်လို့လေနော်အတန်ရှင်းရင်းနဲ့ကျမ်းမာရေးအတွက်တော့လိုအပ်တယ်အဲ့ဒါဆိုရင်ဒီအချိန်လေးကိုတော့မှတ်မိလို့ဆိုနောက်အချိန်လေးကြာရင်တော့သူ့အနေနဲ့ rotate ပဲ